အညာပြတိုင်းတော့တန်ချက်မင်္ဂလာပါတော့ပုံပြီးတိတိကြကြပြောရရင်မင်္ဂန်ပါပန်လူနာတိစိန်ဒတိတိမင်္ဂလံမင်္ဂန်ပါပန်မကမှုအကုသိုလ်ဒုစရိုက်တရားများကိုလူနာတိစိန်ဒတိတိမပြောမကြံမပြုတ်ခြင်းသည်မင်္ဂလံမင်္ဂလာမိပါပြီဟုရွာဦးချောင်းကဆရာတော်စွန်ခံကြောစဉ်တော့ကမိမ္မာတီကိုမှတ်သားခဲ့ဘူးလေကျုပ်တို့လိုကျေးတော်တို့နားလည်အောင်ရှင်းရှင်းပြောရရင်မကောင်းတာမလုပ်ကြရအောင်လို့ကိုယ်ချင်းချင်းအပြန်အလှန်ထိုင်ရင်ကောင်းမွန်တဲ့လူဖွဲ့စည်းဖြစ်ဖို့တတိပိနှုတ်ဆက်တဲ့ဆိုစကားတစ်ခုပေါ့အဲ့ဒီတော့ကျုံနှုတ်ဆက်တဲ့မင်္ဂလာပါဆိုတဲ့စကားကလူစကားနားလည်ပြီးလူချင်းဝင်သိတဲ့စပေဒံဘာဝဘေးနဲ့ခံစားနေရတဲ့ကျုပ်တို့ရဲ့နိုင်ငံသူနိုင်ငံသားတရလုံးကိုရည်ညွှန်းနေဆိုတာထိုးပြီးရှင်းပြစရာမလိုတော့ဘူးထင်မှတော့လူမောင်ရင်စမိတ်စာတတိုက်နဲ့အယိုးရင်ကြိုက်တွေရဲ့ပလီသံနှိုးတဲ့မင်္ဂလာပါပြောရိတ်ချာမှာရောထွေးရှက်တယ်အဖြစ်မခံနိုင်လုံးလုံးမှာတော့ဗါတယ်ပြက်ခက်ရက်တဲ့ပြက်မကိုတိတိကျကျပြက်ခက်ခဲ့တဲ့ဘုံတနတ်ဒဏ်ရာတွေဟာတောင်းတလုံးနဲ့ဖုံးအုပ်ထားလို့ရတဲ့အရာတွေမဟုတ်ဘူးတော့သွေးချောင်းစင်းနေတဲ့နေရာတွေသွေးမလျှောက်တော့တဲ့ခန္ဓာတွေဒါသေးကိုမမြင်ရတော့တဲ့မိခင်တွေသမီးရုပ်လောင်းနောက်ပြေးလိုက်နေတဲ့ဖခင်တွေဝေဟင်းမြေပြင်ထိုးစစ်တွေတင်မကပဲမြင်းကလေးငါပါထက်နှိပ်ဆက်တော့သေချေပြက်စီးမှုကဒုနဲ့ဒီနှစ်ချီစစ်ရှောင်နေရတဲ့အကြီးမတွေရဲ့ကျွေးခဲအိတ်ထဲကပတ်စံတစုံတရာဟာပြည်သူမတိပြည်သူစီတော့ဆိုတဲ့ဘာမျောလင်းချက်မှမပါတဲ့အယိုးခံညာသူမကြီးတွေရဲ့မြစ်တာကိုမြင်ရမိပြီကျုံမြင်တာကတော့ပြည်သူမပြည်သူစီတော့ဆိုတာမမှားပါဘူးဘိုးမန်တဲ့စကားကိုပြောရမယ်ဆိုရင်မျက်ရည်မမျက်ရည်စီတော့လို့ပြောရမယ်ထင်ပါရဲ့တော့မျိုးပြရဲ့စာနာမှုတွေကိုအပြည့်အဝမရခဲ့တဲ့ညာဟာမျိုးပြရဲ့ဒဏ်ရာတွေကိုတော့အပြည့်အဝစာနာမိပြန်ရင်လေငကိုစမာကိုစမ်းချောက်ရပြောက်တတ်တဲ့အညာငလျင်တဲ့ကြီးကျယ်ခင်ရမိနေတော့မိုးကြိုးစောမဲဘလို့ပြောပြောခဲချောက်သွားတဲ့ညချောင်းတွေပေါ်ရှောင်းရင်ရေပြောက်လိုက်ရှာနေရတဲ့အညာသူအညာသားတွေရေကိုလည်းမတွေ့သူတို့ဝရရောသူတို့တွေ့လေရဲ့လားတွေ့ကင်းလန်းတွေပေါ်မြို့ပြော့ရှောင်းရင်အိုးစီပုံပေါင်းနဲ့ငါတို့လှူဟာလို့လူသေးပုံတွေနောက်မှာထားပြုံးပြော့တီဆိုသွားတဲ့တချင်းတစ်ပုတ်ငါချလိုက်မိပါ යි တုပ်ပုတ်တချင်းရောက်တော့ခဲ့တယ်လားခွင်းအောင်ပန်းအောင်ကိုင်တွေရဲ့လှကိုကြောခိုင်းထားတဲ့ရေသေးရဲ့ဘော်ရဲ့နှလုံးသားလိုငါတို့အညာပြတိုင်းနောင်လေးတွေကလည်းလူထုမြက်ရင်မသိတဲ့တွေ့ပြည်သူအာနာပြည်သူပြန်မရတွေ့ငါတို့နှလုံးသားမှာပြောစရာတကြံမရှိတော်လန်တကြံတာရှိတယ်တကြံဟာလည်းတော်လန်တကြံတန်ချက်ဟာလည်းတော်လန်တန်ချက်ပြည်သူပါဇက်လုံးအညာပြတိုင်းနောင်လေးများရဲ့ပြည်သူတန်တော်လန်တန်ချက်ဆိုတာဂျာဝဲရဲ့နာစင်လာကြိတ်女巫叫了的呀，不给都小来呀，是你说为个不是谁的你别寂寞呀，谁的，这面对不看，有偏爱不的呀都是起来个，我姑呢，都也对过了。女巫叫了的呀，不给都小来呀，是你说为个不是谁的你别寂寞呀，谁的，面对不看，有偏爱不的呀都是起来个，我姑呢，都也对过了。ຫນွေဦးရာသည်ရောက်ခဲ့ပြီနှုတ်ဆက်ပါသည်မြမပြည်ကဘလောက်ရွှေဝါရွေစွန်းလာနာကျင်စရာအတကူလာကြီးကွန်စုလို့ဖျားတီတို့ပြည်ကြီးကိုသာယာစေကြောင်းအညာပြတိုင်းလောင်လေးများမှ
စွန့်မွန်ကောင်းတောင်းလိုက်၏တပိတ်တပိတ်ဆယ်ရဆယ်ရမီတော့တဘောတဘောအရေးတော်ဘောအရေးတော်ဘောအရေးတော်ဘောCDM ဆိုင်ကိုတီးတဲ့ CDM CDM လောက်တဲ့ဝန်ထမ်းတွေ အိမ်မနေပါစိတ်နဲ့စိတ်နဲ့ CDM လောက်တဲ့ဝန်ထမ်းတွေ တို့ဒီလူကတွေ့တာပါဗျ CDM တို့ကျေးဇူးတွေ တို့ဒီလူတွေစလုံးကုန်မှု တို့ပြည်သူတွေဆက်လုံးကုန်မှု CDM တို့ကျေးဇူးတွေ တို့ပြောခဲ့တာစိတ်နဲ့နဲ့ လက်ရှိဘဝမှာကြုံရကြပဲ လက်ရှိဘဝမှာကြုံရကြပဲ တို့တို့ခဲ့တာစိတ်နဲ့တွေ တော်လန်ရေးကလေးနဲ့ကြောင်း CDM တွေပဲလူကူတဲ့ CDM တွေပဲသူကူလဲ တော်လည်းရေးကလေးနေတော့ လလုံးလက်စ CDM တွေ နားမတွေ့ရင်ကူကြပါလို့ အနားမှာတွေ့ရင်ကူကြပါမြို့ လက်လို့လက်စ CDM တွေ ကတိကားကြီး CDM လေဝတ်ထဲမှာလက်မထောင်ရဲ့ လေးခွက်ထင်းမှလက်မထောင်ရဲ့ ဒီကကြီး CDM ရုံထွက်ခဲ့တဲ့ CDM လက်ပြရုံးတွေပဲလူမျိုးတို့ တက်ဆရာယုံတွေပဲသူပြင်မလို့ တော့ထွက်ခဲ့တဲ့ CDM အကြောင်းဆရာမ CDM ဘောဘောလေးတိတ်သေးဖို့နဲ့ရှိ ဘောင်းမောင်းလေးချိန်စေးဘူးနဲ့ထိ တောင်းပြမ CDM အကြောင်းဆရာကြီး CDM ဘောလန်ဒီယာခိုင်းတာခံရ ပေါ်လက်တီရခိုင်းတာခံရ တောင်းပြဒီ CDM အတူပေါ်မူကြီး CDM လေဘောစင်ကငေါတာခံရ ရဲဘော်စင်ကငတ်တာခံရ လူဘောမူကြီး CDM အတီတော်ချိုးရပြုတ်မှာ CDM ဟာငါတို့ရဲ့က CDM ဟာငါတို့ဒီလေက ဒီတော့တို့ရဲ့ပြုနေမှာ အပြေသူနှလုံးသိငါယူ CDM ဟာတို့တဲ့မူရဲ့ CDM ဟာတို့တရဖူဟဲ့ ဒီလိုနှလုံးသိငါယူ ကျေသူရှင်ကိုထောက်ကဖို့ သက်ဆန်းလက်မြကျေလူစကြ တက်ဆွမ်းသမျှကျေသူစကြ ကျေလူရှင်ကိုတော့ကားဖို့ အပြောတလုံးနဲ့တတဲ့သူ CDM ရဲ့ကူညီကြလို့ CDM တွေကူညီကြလို့ တို့တဲ့လုံးနဲ့သက်သေးသူ 21ရာစုຫນွေဦးတော်လရင်ရဲ့တအူဟာဘယ်သူတွေလဲလို့ထွတ်ထွတ်ကုန်ပြီအညာသူအညာသားတွေကတော့ CDM တွေပါလို့ခက်ရှင်းရှင်းပဲမြင်နေခက်ရှင်းရှင်းပဲယုံတယ်ဒီတန်ချာဦးဟာ CDM တွေရဲ့ကျေးဇူးကိုအညာကမမေ့ဘူးဆိုတာသိစေဖို့ဤတန်ချက်နဲ့သူကျုပ်တို့အညာပြတိုင်းနောင်ကြီးများကခါရပြုတ်လိုက်ရပါတယ် CDM တွေရဲ့ကျေးဇူးကိုဖော်ပြပြီးပြီဆိုတော့မင်းကြီးနဲ့တနေရာကမိသားစုတစ်ထောင်ကျော်ပြူမဖြစ်ချင်လို့ငတ်ချင်ငတ်ပါစေချက်ချင်ချက်ပါစေခတ်ချင်ခတ်ပါစေတက်ချင်တက်ပါစေလူစစ်စစ်သားဖြစ်လို့တယ်လို့ခက်ခဲစွာဖျက်ကျော်ကြပြီးဒေါတောင်တွေနီးမှာမိခိုနေကြတဲ့အာခမိသားစုတွေအကြောင်းဒီလိုတင်ဆက်ရပါတယ်တော့ ပြူရော်ပေါ်တဲ့မင်းကြီးနဲ့ တွေ့ခဲ့ပါရဲ့လူစစ်စစ်များ တွေ့ခဲ့ပါရဲ့လူစစ်စစ်များ သူရောပေါ်တဲ့မင်းကြီးတွေ ဒီချိန်တန်လို့ကောင်းချခြင်း ငါတို့ရမှာလူစစ်တွေနဲ့ ငါတို့ရော်မလူစစ်တွေနဲ့ ဒီစိတ်တို့ကောင်းကြရင် နေခွင့်ရမလားမသေးချာ မေကြီးကိုမပူမိကြရဲ့ အမေကြီးကိုမပူမီးပြလျက် နေခွင့်ရတာမသေးကြ ရတမီတို့ဘလို့ပွဲ ယူလို့မြေတော့တော်ရွေဘူး ပြူတော့မြေတော့တပွားမြွေဘူး လက်တမီတော့ဘလို့ပွဲ ပြူမပြစ်ချင်းလို့လူပြစ်ဆုံး ရိုက်မှန်းပုံမောင်သူတို့ခံရ ရိုင်မောင်းပုံမောင်းတူတော့ခံရ လူပြစ်ချင်လို့လူပြစ်ဆုံး အိုးအိမ်စီစိန်လူကယူ ခေရဲ့စုံတော့မောင်ခံရ နေရစွန်ငါထုံမောင်းခံရ ကိုယ်စီတဲ့လူကယူ လက်ဗလာကြီးဒူတို့ပြောင်း လူပြစ်ပြီးတော့သူတို့ဟောကြ လူပြစ်ပြီလို့တူတော့អော်ကြ ဘယ်မလာကြီးသူတို့ကြော မိသားစုပေါင်းထောင်းတဲ့ချီ အာရစိတ်ကမုန်းရပါ၏ အာကစိတ်ထမုံမြတ်ပါ၏ မိသားစုပေါင်းထောင်းတဲ့ကြီး ပြ
လောင်ကျွမ်းပြန်ပြီးရွာမြောက်ပတ်ချမ်း လောင်ကျွမ်းပြင်မီရွာမြောက်ဖက်ချမ်း ဒေချောင်းရဲ့နဲ့ဘုံတော်ဟာ စစ်ကြောင်းဝင်ငါမိရှို့ပြန် အိမ်တွေကပြင်းသွားလာရင်းနဲ့ အိမ်တွေကထင်းနွားကဟင်းနဲ့ ဒေချောင်းဝင်ကမီးရှို့ပြန် ဒီလုံးရမြို့ပြစ်စိုးဟာ မြတ်တာတဲ့ခွင်ပြဲပြဲစီလို့ အညာတခွင်ပြဲပြဲစင်လို့ ဒီလုံးရဲ့မြို့ပြစ်ဆိုဟာ ရွာတက်ကောင်းငင်မိကိုတင် ရွာအပြင်မှာမျက်ရည်ချောင်းစီ ရွာအပြင်မှာမျက်ရည်ချောင်းစီ ရွာတဲ့ကောင်းကင်မီးကိုတင် မိရှို့စခွဲမဲဘေး ဒီလိုတွင်နဲ့ဆက်ဆက်ပြင်မယ် ဒီတို့တွင်နဲ့ချင်းစီပြစ်မဲ ဒီလိုစခွေးမအေးမေး တရောလုံးကိုမိရှို့ရင် ဒီရွာလုံးကတော့လည်းသူပဲ တရောလုံးကတော်လန်တူပဲ ဒီရွာလုံးကိုမီးရှို့ရင် မိစေနာတဲ့ပြည်သူတွေ ဘာလို့လဲငါတော့ပေါ်လာကြ ဓာကောင်းများဗမာအတွက်ပေါ်လာကြ ဒီစိတ်ထားတဲ့ပြည်သူတွေ တော်လန်ရေးတာအောင်ပါစေ အိမ်မီးရှို့တဲ့ကိစ္စရှိဘူး အိမ်မိရှို့လေကိစ္စမရှိဘူး တော်လည်းရေးတာအောင်ပါစေ စစ်ကြောင်းရဲ့လို့မေးကြီးမပြောင်း ဘာလာမတော်အတော်ဆိုလို့ ဘာရမော်တာအတော်စော်လို့ စစ်ကြောင်းလေးလို့မေးကြည့်ပြော မိဘတင်းနဲ့ပြည်သူတွေ ဝိုင်းကူကြပါများပြည်သူတို့ ဝိုင်းကူကြပါများပြည်သူတို့ ဒီပဲတင်တဲ့ပြည်သူတွေ စစ်ဘေးတင်းနဲ့ပြည်သူတွေ ဝိုင်းကူကြပါများပြည်သူတို့ ဝိုင်းကူကြပါများပြည်သူတို့ စစ်ပဲတင်တဲ့ပြည်သူတွေ ငလျင်ဘေးတင်းပြည်သူတွေ ဝိုင်းကူကြပါများပြည်သူတို့ ဝိုင်းကူကြပါများပြည်သူတို့ မလျင်ပဲတဲ့ပြည်သူတွေ စစ်မြေပြင်ကပြည်ရတွေ ဝိုင်းကူကြပါများပြည်သူတို့ ဝိုင်းကူကြပါများပြည်သူတို့ စစ်ပြေပြင်ကပြည်ရတွေ ပြတိုင်းအောင်တို့နိဗ္ဗာန်ဆောင် များပြည်သူတို့ကြောက်ဝေနိုင်ဖို့များပြည်သူတို့ကြောက်ဝေနိုင်ဖို့များပြည်သူတို့ကြောက်ဝေနိုင်ဖို့